ကျွန်တော်ငားနေတဲ့တိုက်ခန်းကစိတ်ညစ်ရက်ွက်တစ်ခုကလုံညင်တိုက်တွေကြကရှာပါပါ6ထပ်တိုက်9လုံးရှိတဲ့ဝင်းလေးတွေကတိုက်ပါပြောရရင်တော့ကျွန်တော်တို့တိုက်9တိုက်ကလွှဲရင်ရက်ွက်ထဲမှာကျန်တာတွေအားလုံးကလုံညင်အိမ်တွေပဲဗျဓာတ်ထိပ်ဘတ်စကားကြီးကနေကျွန်တော်တို့နေတဲ့အိမ်ကိုလမ်းလျှောက်ဝင်10မိနစ်15မိနစ်လောက်လမ်းလျှောက်ဝင်ရပါတယ်ညဘက်အလုပ်ကအပြန်နောက်ကျလို့ကတော့လမ်းပေါ်မှာလူတယောက်မှမရှိတော့ပါဘူးလမ်းထဲမှာလည်းစိုက်ကားကိတ်ဘာညာမရှိတော့လမ်းလျှောက်ပြီးတော့ပဲပြန်မရပါတယ်အမြဲတမ်းပြန်နေကြဆိုတော့လေတယောက်တည်းပဲမဲ့လေကြောက်တာပါတာမဖြစ်ပါဘူးဒါပေမဲ့တရက်တော့လမ်းထဲမှာလူသတ်မှုဖြစ်ရောဗျဖြစ်တာမှတော်တော်ရဲရဲဆက်ဆက်ပါရက်ွက်ထဲကရဲသမားညီကို2ယောက်နဲ့နောက်မှရက်ွက်ထဲကိုစင်မလိုက်ကပြောင်းလာတဲ့ဝက်တက်တဲ့ညီကို2ယောက်ပြဿနာတက်ရာကစတာပါတက်ခံရတာကရက်ွက်ညီကို2ယောက်ဗျမိနဲ့တယောက်ကို16ချက်လောက်ထိုးခံရတာရဲသမားညီကို2ယောက်မှာတယောက်ကတော့တည်သွားပြီမဲ့လေနောက်တယောက်ကတော့အသက်တော်ပြင်းနေတာမသိဘူးဗျစဖြစ်တာကလည်းဘာမှမဟုတ်တဲ့အသေးမွေးလေးကစတာပါရဲသမားညီကို2ယောက်ကရဲတောက်ပြီးပြန်လာဝက်တက်တဲ့ညီကိုရဲ့ကားကအဖြတ်ရဲသမားညီကိုလှမ်းဆဲလိုက်တာကိုမကြည့်နဲ့လို့ရဲသမားညီကိုလာကိုသူတို့နေရဲ့အိမ်ကနေစောင့်ပြီးမိနဲ့ထိုးလိုက်တာပါအဖြစ်ကတော့ဒါပါပဲဒါပေမဲ့ကျွန်တော်ပြောချင်တာကတော့အဲ့ဒီအဖြစ်ရဲ့နောက်ဆက်တွဲလူသတ်မှုဖြစ်ပြီးကလေးကအဲ့ဒီနေရာမှာတရေ6တယ်လို့တစားတဲ့တစားလူတွေကပြောလာကြပါတော့တယ်ကျွန်တော်တို့ပြန်နေကြပြီမဲ့ညဘက်အိမ်ပြန်နောက်ကြလို့အဲ့ဒီနားကဖြတ်ရင်တော့လန့်နေပါတယ်လန့်လာလည်းမပြောနဲ့လေညဘက်ဆိုရင်လမ်းပေါ်မှာလူကမရှိဘူးခုနပြောတဲ့ဝက်တက်တဲ့အိမ်မှာကလည်းလူမနေတော့ဘူးဗျပြောင်းသွားကြပြီဒါကြောင့်ဖြစ်နေတယ်များတော့အလုပ်ပြန်ကိုနောက်မကြအောင်ကြိုးစားပြီးပြန်ပါတယ်တကယ်လို့နောက်ကျပြီးမှပြန်ရရင်လည်းဖြစ်နေတယ်များအဲ့ဒီနေရာကိုရောက်ရင်ခတ်သွက်လေးလှည့်မကြည့်ပဲရှောက်လိုက်ပါတယ်ဒါပေမဲ့တခြားသူတွေပြောသလိုတရေ6တာတော့တစ်ခါမှမခံရပါဘူးတလားလောက်ကြာလာတော့လေတရေ6တယ်လို့ပြောကြတာကိုတော့မေးစာပြုတ်လာပါတယ်ဒါပေမဲ့တရေရုံးမှာအလုပ်တွေကများနေရတဲ့ရုံးကပြန်တော့အတော်လေးတောင်မိုးချုပ်နေပြီဗျခုနပြောသလိုပဲလူသတ်မှုအကြောင်းနဲ့တရေ6တဲ့အကြောင်းကျွန်တော်ခေါင်းထဲမှာတိတ်တော့မရှိဘူးအမှုပဲမှတ်မဲ့နဲ့ပဲလမ်းထဲကိုကျွန်တော်ဝင်လာခဲ့ပါတယ်ကျွန်တော်လမ်းထဲကိုဝင်လာလို့တရေ6ပါတယ်လို့လူပြောများတဲ့နေရာကိုရောက်မှာတော့လမ်းထဲကခွေးတွေကထပြီးဥပါလေးရောဗျခွေးဥသံတွေကိုကြားတော့ကျွန်တော်လည်းတရေ6တဲ့အကြောင်းခေါင်းထဲပြန်ရောက်လာလို့ချက်သိန်းနေဖြန်းကနေထလာပါတယ်ကမန်းကတန်းဟိုကြည့်လိုက်တော့မီးမလင်းတဲ့ဓာတ်တိုင်တစ်ခုအောင်မှာလူတယောက်ငုတ်တုထိုင်နေတာကိုတွေ့လိုက်ရပါတယ်မီးကမလာလို့မှောင်နေရဲဆိုတော့မျက်နှာဘာညာတော့တဲတဲကွဲမမြင်ရပါဘူးအတွေ့ထဲမှာလဲဟာငါတို့တရေ6ခံနေရပြီထင်တယ်လို့လည်းတွေးလိုက်မိပါတယ်ဒါကြောင့်ကျွန်တော်ကထွက်ပဲပြေးရမလားပတိကြောင်ဆောင်ပြီးပဲကြော်သွားရမလားလို့တွေးမိရဘူးဖြစ်နေပါတယ်ကျွန်တော်လည်းကြောက်နဲ့လမ်းဆက်လျှောက်လာရင်းနဲ့ဓာတ်တိုင်ရှိကိုရောက်တော့မတိမသာလှမ်းကြည့်လိုက်ချိန်မှာတော့ငုတ်တုထိုင်နေပြီးတော့ကျွန်တော်ကိုပြန်စိုက်ကြည့်နေတာကိုမြင်လိုက်ရပါတယ်သူ့ကြည့်ကိုမြင်လိုက်ရတဲ့ချိန်မှာတော့ကျွန်တော်အားတင်းထားတဲ့စိတ်တွေပြူကျပြီးတန်းနေအောင်ထွက်ပြေးလိုက်ပါတော့လေခလန်းလန်းကိုရောက်တော့မှပြန်လှည့်ကြည့်လိုက်တော့ဓာတ်တိုင်အောင်မှာဘယ်သူမှမရှိတော့ဘူးဗျကျွန်တော်လည်းတေချာပေါတရေ6ခံရတာပဲလို့တွေးလိုက်မိပါတယ်ဒါကြောင့်လမ်းကိုခတ်သက်ပဲရှောက်လာခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ခြေတံအပြင်နောက်ဘက်မှာခတ်သက်ရှောက်လာတဲ့ခြေတံတစ်ခုကိုပါထပ်ကြားလိုက်ရလို့ကမန်းကနန်းနောက်ကိုပြန်လှည့်ကြည့်လိုက်တော့ကျွန်တော်နောက်ဖက်မလှမ်းမကန့်မှာခုနဓာတ်တိုင်အောင်မှာထိုင်နေတဲ့လူကြီးကပြုံးဖြည်းဖြည်းမျက်နှာကြီးနဲ့ကျွန်တော်ကိုကြည့်နေတာမြင်လိုက်ရချိန်မှာတော့ကျွန်တော်လည်းတိုက်ခန်းကိုရောက်တော့ဒီတန်းနေအောင်ပြေးလာခဲ့လိုက်ပါတယ်ကျွန်တော်ရဲ့တိုက်ခန်းတစ်ခါရှိကိုရောက်တဲ့အချိန်မှာကျွန်တော်လည်းတော်လေးမောနေပါပြီနောက်ဖက်ကိုပြန်လှည့်ကြည့်လိုက်တော့ဘယ်သူမှတော့နောက်ကလိုက်လာတာမတွေ့ရဘူးဗျဒီတော့မှကျွန်တော်လည်းသပြင်းချနိုင်ပါတော့လေကျွန်တော်လည်းတိုက်တကားကိုဖွင့်ပြီးလေကားတိုင်းပေါ်ကိုတက်လာခဲ့ပါတယ်မှောင်နေတဲ့လေကားတိုင်းကျွန်တော်တက်လာတော့အပေါ်ကနေတစုံတစ်ယောက်ဆင်းလာတဲ့ခြေတံကိုကြားလိုက်ရလို့နည်းနည်းတော့အံ့ဩသွားပါတယ်ဘာဖြစ်လို့လဲဆိုတော့ညကလည်းအတော်နောက်ကျနေပြီဆိုတော့ထုံးစံအားဖြင့်တိုက်ကလူတွေအားလုံးအိတ်ကုန်ကြပါပြီကျွန်တော်တွေးနေတော့မှပဲအပေါ်ကဆင်းလာတဲ့လူရဲ့ရည်တံကိုကြားလိုက်ရပါတယ်အမှတ်တမဲ့ကျွန်တော်မောကြည့်လိုက်ချိန်မှာတော့အပေါ်ရက်လှေကားပေါ်မှာခုနတက်တိုင်အောက်ကလူရဲ့ပြုံးဖြည်းဖြည်းမျက်နှာကြီးကိုမြင်လိုက်ရပါတော့တယ်